အားလုံးပဲမင်္ဂလာဗျာဒီခုတင်ဆက်ပြတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ခုနာတောင်းကံပေါ်လောင်းတဲ့ညီကိုတွေအတွက်စင်ပြေစင်မဲ့နီးလေးပါဒါကကျွန်တော်ကိုယ်တိုင်သုံးပြနေတဲ့နီးလန်းလေးဖြစ်ပါတယ်ကျွန်တော်တို့တောင်းကံပေါ်ကစားတဲ့နေရာမှာကျွန်တော်တို့သုံးမျိုးရှိပါတယ်ဒါကADFD ကိုကျွန်တော်မပြောဘူးကျွန်တော်တို့ပွဲချိန်ပြေခုနာလောင်းနီးကျွန်တော်တို့သုံးမျိုးရှိတယ်သုံးမျိုးကတော့T1 အပေါ်T2 အပေါ် T2 over နဲ့ T1 over total corner over ဆိုပြီးနှစ်သင်းမောင်း corner over ဆိုပြီးကျွန်တော်သုံးမျိုးဖွင့်တဲ့အနေထားမှာကျွန်တော်တို့ကနှစ်သင်းမောင်းအပေါ်မလောက်ဘူးကျွန်တော်တစ်သင်းနဲ့ကိုပဲခွဲလောက်မယ်တစ်သင်းနဲ့ကိုခွဲလောက်တဲ့အနေထားမှာဘယ်လိုခွဲလောက်အောင်လဲဆိုရင် body size ပုံမှန်ထက်ကျေးပြင်းနေတာမျိုးတို့ body size တစ်လုံးအပြည့်ရှုံးပုံစံမျိုး2D ပုံစံမျိုး1ပေါင်း30ပုံစံမျိုးဗျာပြောမှဆိုကြပါတော့total corner sizeကျွန်တော်တို့အပေါ်လောင်းတော့မယ်ဆိုရင် body size ကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်body size ကပုံမှန်ထက်ပြင်းနေတဲ့ပွဲမျိုးတွေတို့ဥမာကူထားပါတော့ထားတော့ဗျာခုပြီးခဲ့တဲ့ဘက်ကချန်ပီယံလိဂ်ပွဲစဉ်တွေဆိုလဲကျေးပြင်းတဲ့အသင်းတွေတို့ကူလီဗာပူးတို့ဆိုလဲဒါကတော်တော်ကွနာစီအောင်တာများတယ်ဒါကပြီးခဲ့တဲ့ပွဲသူကအောက်သင်းဆိုတော့ကျွန်တော်မပြောဘူးဟိုရှေ့ပွဲတွေမှာကျွန်တော် Nottingham Forest တို့လိုပုံစံမျိုးတွေမှာဆိုရင်အဲ့လိုပုံစံမျိုးတွေဗျာခုနကကျွန်တော်ပြောလို့ပဲ2 black ပုံစံမျိုးတွေလာတဲ့ပွဲတွေကိုအပေါ်သင်းကွန်နာကိုပဲလောင်းမယ်ဗျာအောက်သင်းကကွန်နာကိုမလောင်းဘူးအောက်သင်းဆိုတော့ခုနသေရှုံးပွဲလေးတွေဆိုတော့ကျွန်တော်မလောင်းဘူးခုနကျွန်တော်ပြောဆိုပဲ1-60တို့1 black 30တို့ 2D တို့ဗျာပြောလို့လိုအပ်တာထက်ချေးပြင်းနေတဲ့ပွဲတွေပေါ့အဲ့လိုပွဲမျိုးပဲလောင်းမှာပဲပုံမှန်ပွဲကိုတော့ထားပါတော့ကိုအာဆင်နယ်တို့ကဝိုဗီယန်နန်တို့လို1ပေါင်း30ပွဲမျိုးကျွန်တော်တို့အဲ့လိုကွန်နာမျိုးမလောင်းပါဘူးခုနကျွန်တော်ပြောဆိုပဲလိုအပ်တာတဲ့ body size ပြည့်နေတဲ့ပုံစံမျိုးတွေမှာပြကြ2 black ဝင်ရိုးပုံစံမျိုးတွေမှာဆိုရင်ကျွန်တော်တို့အဲ့ဒီကွန်နာအဲ့အသင်းအပေါ်လောင်းပါမယ်အဲ့ဒီ body သင်းတိတက်အဲ့ဒီ T1 ကွန်နာအပေါ်ပဲလောင်းပါမယ်အဲ့ဒါသိကြပါခုနကျွန်တော်ကွန်နာစီဖွင့်တဲ့နေရာမှာလေtotal ကွန်နာက10.5 လောက်ဖွင့်တဲ့အနေထားမှာဆိုရင်အဲ့ဒီ T1 over ကကွန်နာကျွန်တော်တို့5.5 လောက်ဆိုကျွန်တော်တို့6.5 5.5 လောက်ဆိုရင်သူကပြက်လောက်ပုံစံမျိုးရတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဟာကိုထိမ့်ပြီး4.5ပေါ်လောက်ပဲကျွန်တော်တို့9လုံးရကျွန်တော်တို့စားမယ့်ပုံစံမျိုးပဲကစားမယ်အဲ့ဒါဆိုရင်တော်တော်စင်ပြေတော့သွားတယ်ဒါကျွန်တော်ကတော့အဲ့လိုပုံစံမျိုးနဲ့သွားတယ်ဒါခုရသည်တော့ကျွန်တော်တို့ဒါကမှတ်ချက်ပြုလို့မရသေးဘူးရင်းရသည်တော့ကွန်နာဈေးအောင်တာကမန်စီးတီးနယူကာဆယ်စပါဘာစီလိုနာရယ်မက်ဒရစ်ဘိုင်မျိုးနဲ့အသင်းကြီးတွေပေါ့အဲ့လိုအသင်းမျိုးတွေကွန်နာဈေးပေါ်အောင်သွားတာများတယ်ချက်စီတို့ရောမိနစ်ကလီဗာပူးတို့တိတ်ကွန်နာဈေးမအောင်ဒါကခုကျွန်တော်ပြောတဲ့နေ့ပါT1 ပုံစံမျိုးT2 ပုံစံမျိုးအသင်းတသင်းစီခွဲပြီးကွန်နာလောင်းတဲ့ပုံစံမျိုးအဲ့လိုအောင်သွားတာပါပြီးတော့ဒါကကွန်နာကတော့သိတဲ့အတိုင်းပဲဘရာဇီး CDB တို့ဆိုရင်ကွန်နာဈေးပေါ်တာများတယ်